အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Cookie Station Food Channel လေးကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးမှာတော့လေးဆက်ဆက်လေးနဲ့သမင်းစားမြင်စီမဲ့ခန်းညင်ဒီငပိကျက်လေးချက်စားပြလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျအာဟာရပြည့်ဝအောင်လို့လဲကြက်ဥလေးနဲ့ပါတွဲပြီးချက်ပြပေးထားပါတယ်နော်ပါဝင်ပစ္စည်းလေးတွေမပြင်ဆင်ခင်မှာအရင်ဦးဆုံးကျွန်တော်ရေစုအိုးလေးတည်ပြီးတော့ကြက်ဥလေးပြုတ်ထားပေးလိုက်ပါမယ်ဗျကြက်ဥပြုတ်ထားတုံးလေးမှာကျွန်တော်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေပြင်ဆင်ပါမယ်ဗျကြက်သွန်နီကိုတစ်ချမ်းကျွန်တော်အသုံးပြုပေးထားပါမယ်ဗျပြီးရင်ကြက်သွန်ပြူ9မော်လောက်ကိုလည်းဓာပြရိုက်ပြီးနှိပေးထားပါမယ်နော်နောက်ထပ်ငရုတ်သီးစိမ်း9000လောက်လည်းထည့်ပါမယ်ဗျအဆက်ကြက်ရင်တော့ငရုတ်သီးစိမ်းကိုစားနိုင်တဲ့လောက်ပို့ပြီးတော့ထည့်ပြီးလို့ရပါတယ်နော်ကျွန်တော်ခန်းညင်ဒီကိုတော့နှလုံးသုံးပါမယ်ဗျပြီးရင်ခန်းညင်ဒီရဲ့မားနေတဲ့အလဲဦးတိုင်းလေးတွေကိုလည်းလှီးပြီးတော့ဖယ်ပေးလိုက်ပါမယ်နော်ပြီးရင်တော့ခန်းညင်ဒီလေးတွေကိုကိုယ်စိတ်ကြိုက်စင်ပြေတယ်လို့လေးလှီးပြီးလို့ရပါတယ်ဗျကျွန်တော်ကတော့မြန်မြန်ကြည့်အောင်လို့တည်တည်လေးတွေလှီးပြီးထားပါတယ်နော်ခန်းရင်ဒီငပိချက်ကနန်းနမင်းလေးပါမှအနှံ့မူမူလေးနဲ့ပိုစားကောင်းတာဖြစ်လို့ကျွန်တော်နန်းနမင်းလေးတွေကိုလည်းအစင်းသင်းလှီးပြီးထားလိုက်ပါဦးမယ်ဗျအခုပါဝင်ပစ္စည်းလေးတွေအားလုံးလည်းပြင်ဆင်ပြီးသွားပါပြီခင်ဗျငပိကိုတော့ထမင်းစားဆုံးတစ်ဝက်လောက်အသုံးပြုပေးပါမယ်နော်အခုမိနစ်20နာရီဝက်လောက်ကြက်ဥလေးတွေပြုတ်ပေးပြီးလို့ရပြီဆိုရင်တော့ကျွန်တော်အခွန်လေးခွာပေးထားလိုက်ပါမယ်ဗျပြီးရင်တော့ကြက်ဥအပေါ်ရန်လေးတွေကိုဓာလေးနဲ့အရာလေးလိုက်ပေးလိုက်ပါမယ်ဗျကျွန်တော်ကတော့ကြက်ဥအကာလေးတွေတင်းတင်းရင်ရင်ဖြစ်အောင်လို့စီဘူးလေးနဲ့ခဏကြောပြီးမှချက်ပါမယ်ခင်ဗျအခုလိုပေါ်ရန်ကြောလေးတွေမှာသွားရင်တော့ခဏဆဲပေးထားလိုက်ပါမယ်ခင်ဗျပြီးရင်တော့အခုကြော်ထားတဲ့စီးနဲ့ပဲကြက်သွန်စီးသက်ပါမယ်နော်ကြက်သွန်နီလေးတွေအနှဲငယ်နွမ်းသွားရင်တော့ငါးပြရိုက်ထားတဲ့ကြက်သွန်ပြူလေးကိုထည့်ပါမယ်ခင်ဗျကြက်သွန်ပြူနှံလေးမှုလာရင်တော့ငပိလေးထည့်ပြီးတော့ကြေသွားတဲ့အထိခြေပေးရပါမယ်နော်ပြီးရင်တော့ရောင်နေမုံလေးအနှဲငယ်ကိုထည့်ပေးပါမယ်ခင်ဗျအစိမ်းနှံလေးပြောက်သွားရင်တော့ကျွန်တော်တို့ခန်းကျင်သီးလေးထည့်ပြီးလို့ရပါပြီနော်ပြီးရင်ခန်းရင်သီးတွေမြန်မြန်ကြည့်အောင်လို့အဖုံးလေးနဲ့ခဏအုပ်ပေးထားလိုက်ပါမယ်ခင်ဗျရတာတွေကတော့ကျွန်တော်စားနှဲငယ်နဲ့ချိုမုံနှဲငယ်သုံးပေးထားပါမယ်ဗျငံပြာကြီးကိုတော့ငပိထည့်ထားလို့ထည့်မပေးတော့ပါဘူးနော် ပ
ပြီးရင်ငရုတ်သီးစင်းလေးပါတစ်ခါတည်းထည့်မွေးပြီးတော့ဖုံးလေးအုပ်ပေးထားလိုက်ပါမယ်ခင်ဗျခုလိုခန်းရင်သီးလေးတွေကြေသွားပြီဆိုရင်တော့ရေလေးနည်းငယ်လောက်ထည့်ပေးလိုက်ပါဦးမယ်နော်ပြီးရင်တော့ကြုတ်လေးတွေကိုပါထည့်ပေးပြီးတော့စီလေးပြန်လာတဲ့အထိအဖုံးအုပ်ချက်ပေးလိုက်ပါတော့မယ်ခင်ဗျခုလိုရေကြံစီပြန်လေးဖြစ်နေပြီဆိုရင်တော့အပေါ်ငံလေးမြည်ကြည့်လိုက်ပါဦးခင်ဗျကိုယ်စိတ်ကြရတာလေးဖြစ်ပြီဆိုရင်တော့ဟင်းအိုးမချခင်လေးမှာနန်းနမင်းလေးအုပ်ပြီးထားလိုက်ပါမယ်နော်ကျွန်တော်ကတော့ခန်းကျင်တင်ငပိချက်ဆိုရင်နန်းနမင်းနဲ့တင်းတင်းလေးနဲ့မှကြိုက်တာဖြစ်လို့နန်းနမင်းကိုတော့ကျွန်တော်များများလေးသုံးပြီးထားပါတယ်နော်ဟုတ်ကဲ့အခုဆိုရင်အာဟာရပြည့်ဝပြီးနန်းနမင်းနဲ့တင်းတင်းမူမူလေးနဲ့အရန်ဂရွင်းမြင်စေတဲ့ခန်းကျင်ဒီကျုပ်ငပိချက်စီပြန်လေးတစ်ခွက်ရရှိသွားပြီဖြစ်လို့အစင်သင့်သုံးဆောင်လို့ရပါပြီနော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်နော် channel လေးကိုလည်း like and subscribe မနေရသေးဘူးဆိုရင်နှိပ်ခဲ့ပေးဖို့မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျနောက်ထပ် green မြင်စီတဲ့ဟင်းပိုးလေးတွေချက်ပြရင်ပြန်လည်ဆုံတွေ့ပါဦးမယ်ခင်ဗျကျေးဇူးပါ